Real Madrid ရဲ့ဥက္ကဋ္ဌရာထူးကိုထပ်မံရှင်းပြိုင်မယ် Pires ကသူရာတကယ်လို့ Real Madrid ရဲ့ဥက္ကဋ္ဌထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ Real Madrid အသင်းအတွက်ပေါင်တန်း130တန်းကစားသမားတယောက်ကိုခေါ်ယူပေးမယ်ဆိုပြီးတော့ဒီမက်လုံးပေးထားခဲ့တယ်ပေါ့နော်သူခေါ်ယူမဲ့ကစားသမားကတော့ဒီ Chelsea အသင်းကနေဒီနှစ်နေရာတွေအပြောင်းအရွှေ့မှာထွက်ခွာသွားပွဲရှိနေတဲ့အာဂျင်တီးနားလက်ဝဲစဉ်ကစားသမား Enzo Fernandez မဟုတ်ဘူးဆိုပြီးတော့လေကျွန်တော်တရင်အရာကျွန်တော်သိရတယ်ပေါ့နော်ဒီ Pires ကသူခေါ်ယူပေးမဲ့ကစားသမားကဒီ PSG အသင်းကဗီတင်ညာနဲ့ဂျာအိုနဗတ်အဲ့နှစ်ယောက်တည်းကတယောက်ဖြစ်မလားဆိုတဲ့မေးခွန်းတွေကတော်တော်များများကိုထွက်ပေါ်လာတယ်ပေါ့နော်သူအနေနဲ့ဒီ Enzo Fernandez ကိုဒီ Real Madrid အသင်းအတွက်ခေါ်ယူပြီးမှမဟုတ်ဘဲနဲ့ဒီ PSG အသင်းရဲ့ကွင်းလင်ကစားမှာဗီတင်ညာနဲ့ကျွန်တော်ဒီဂျာအိုနဗတ်ဖြစ်လာမလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ပြီးတော့ကတော့အခုလိုမျိုး Real Madrid အသင်းဥက္ကဋ္ဌရာထူးကိုထပ်မံရရှိဖို့အတွက်အခုလိုမျိုးမဲဆွယ်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ Real Madrid အသင်းရဲ့ဥက္ကဋ္ဌရာထူးကဘယ်လိုရရှိမှာလဲဆိုတာကိုတော့ကျွန်တော်တို့နောက်ပိုင်းကျရင်တော့တဖြည်းဖြည်းနဲ့သိလာမှာပေါ့နော်အခုချိန်မှာတော့ Pires ကသူရရှိပါမယ်ဆိုရင်ပေါင်တန်း130တန်ကစားသမားကိုခေါ်ယူသွားမယ်ကစားသမားကို Enzo Fernandez မဟုတ်ဘူးဆိုပြီးတော့ဒီနေ့ထွက်ပေါ်လာခဲ့ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်